တဲ့တကယ်တော့ပြန်ပေါက်လို့လားတဲ့နွေလေးလုံးဝအပုံပြောနွေလေးရဲ့ before after ပဲကြည့်ဒီမှာလုံးဝတက်သေးပဲသပင်းတစ်တွေများလုံးဝ share ပဲသပင်းနဲ့အရန်ကျွတ်ပြီးနွေလေးကိုတာနှစ်ခုထိပ်ကြီးပြောင်းတဲ့ပြောင်းကြီးပွားကိုရောက်ခဲ့တာကိုကိုတိုင်းသုံးပြီးမှရလက်ထွက်ပြီးတော့မှပြန်ရောင်းပေးတာဖြစ်တဲ့အတွက်ကြောင့်မို့ quality ဘန်းကစားတရရကန်တော့အာမခံချက်အပြည့်ပေးတယ်သုံးနည်းမှန်မှန်လေးဒါသုံးမေးတစ်လတွင်ကိုတိတာရလက်ထွက်စီရမယ်လုံးဝအာမခံတယ်မထွက်ဘူးဆိုရင်ချက်ချင်းငွေပြည့်ပြန်အန်ပေးမယ်နွေလေးတို့ဒီရွှေကေတာပေါင်းစီလေးရဆိုရင်လက်ဖက်ညက်တန်လင်းစီနှစ်မျိုးတည်းပါဝင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဆန္ဒပြနှစ်ခွာပြတာတိတာရောပါစေရဲ့ဆန္ဒလေးကိုမောင်တန်ဆွမ်းစေရဲ့စန္ဒာအစ်စ်ထွက်နှုံကိုပုံမတိုးပွားပြီးတော့ညံဆန်းစေတယ်သူ့ရဲ့ခေါင်းလျှော်လေးရဆိုရင်ခြားဆောင်ကစိုးရုံနီပူစီနန်တို့ပါဝင်တဲ့အပြင်ကိုမှမြန်မာနိုင်ငံမှာပထမအောင်ဆုံးနိုင်ငံဖုံနဲ့ထုတ်လို့ထားတဲ့တဘာဝတရောက်ကမစစ်စစ်ချွတ်ကေတာခေါင်းလျှော်ရီသူလေးကသပင်ကျွတ်တက်တာမဲ့သပင်ရှည်မြန်မဲ့ဥယျာပြအစီပြန်ကင်းမယ်ဒါကြောင့်ကိုကဘာသုံးသပင်ရန်ကျွတ်မတက်တာဘူးဖြစ်နေတဲ့သူလေးခေါင်းဖိလိုက်တန်ကိုယောဂတယ်လို့ထင်ရလောက်တတိသပင်တွေအထွေးလဲကျွတ်လို့စိတ်ညစ်နေတဲ့သူဆိုရင်မဖြစ်မနေတစ်ပတ်ကိုနှစ်ကြိမ်သာပုံမှန်သုံးပြီးတလအတွင်းကိုသပင်ကျွတ်တက်တာတော့မကဘူးကျွတ်တဲ့နေမှာစန္ဒာတစ်ကလေးပြန်ပေါက်စေပြီးအုံတူရှည်မြန်စေရမယ်လုံးဝအာမကန်တယ်လိုချင်တဲ့သူဆိုရင်လည်းတော်တော်စီမှာအများဆုံးဆက်သွယ်မင်းများမှာယူနိုင်ပါရှင်မြို့ပေါင်း300ကျော်လဲအင်အားငွေရှင်နဲ့ပို့ပေးပါသေးရဲ့နော်ချွေကီတာလေးတွေက17လပိုင်းကစပြီးတော့ပါကင်ရှင်အသေးဈေးနှုန်းအသစ်နဲ့လာမှာဖြစ်တဲ့အတွက်ကြောင့်မို့ကိုကအခုဈေးနဲ့လိုချင်တဲ့သူတွေဆိုရင်10လပိုင်းကုန်ထီကိုရမယ်အပြင်ကိုမှအထူး promotion နဲ့ပါရအောင်ပါနော်ဒီလိုတရက်ကိုမှမြန်မာငွေ23,800ပဲရှိပါတယ်ရှင်